အားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကြိုဆိုပါရစေဆိုတော့စာသမားတွေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးနောက်ဆုံးသတင်းလေးတွေရှိပါတယ်ဂျေဆူအာဇီဇကီအနေနဲ့တကောင်ကျော်တန်ရန်အကြောင်းရသတပဲအများကြီးနားရဖို့ရှိနေဆိုပြီးတော့ကျွန်တော်ဒီကနေထုတ်ပြန်လာတာရှိတယ်ပြီးလို့ရှိရင်အိုနာနာရဲ့စာချုပ်သည့်ကိစ္စကညီနိုင်ဖို့အတွက်အိုနာနာအနေနဲ့ဆန္ဒရှိနေတယ်ဆိုပြီးတော့ကျွန်တော်ထွက်ပေါ်လာတာပေါ့ဗျာဆိုတော့ဒီသတင်းတစ်ပုဒ်ကိုကျွန်တော်ဆွေးနွေးကြည့်အောင်မနေ့ကဆိုရင်လေကျွန်တော် Manchester United အသင်းအနေနဲ့မနေ့ပြန်ညတနာရီခွေးပေါ့ဗျာအောက်ကြနေနေမှာကစားမယ်United Old Trafford မှာပေါ့ဗျာလိုင်ယန်ကိုဒုတိယကျော်ကွာတာဖိုင်နဲ့ကစားဖို့ရှိနေတဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွဲကြသုံးသက်ချက်ဗီဒီယိုဆွေးနွေးထားတာရှိပါတယ်ညီကိုတို့မကြားသေးဘူးဆိုရင်ကျွန်တော်ရဲ့ main YouTube channel မှာဝင်ရောက်ကြည့်ရှုပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဆိုတော့ပထမဦးဆုံးကျွန်တော်ဒီဇူဇူအာဇီဇကီတန်အရှင်နဲ့ပတ်သက်ပြီးတော့ပြောလို့ချင်းကျွန်တော်ချစ်ဗီဒီယိုမှာလေးပြောသလိုပါပဲ United အသင်းအဲ့ဒီတိုက်စစ်ကစားသမားဂျိုရှူအာဇီဇကီအနေနဲ့နယူကာဆယ်နဲ့ပွဲစီမှာတကောင်ကျော်တန်ရရှိခဲ့တယ်အခုကျွန်တော်တို့ breaking news အနေနဲ့ထုတ်ပြန်လာတဲ့အနေအထားမှာဆိုရင်အသင်းကနေတော့ official မကြေညာသေးဘူးဒါပေမဲ့လို့တတိဌာနတွေက report အရဆိုရင်ဒီကစားသမားရဲ့ဒဏ်ရာကပြင်းထန်လွန်းတာကြောင့်ရသတဘအများကြီးနားရဖို့ရှိနေဆိုပြီးတော့ကျွန်တော်သတင်းတွေအရသိရှိထားရတယ်ဆိုတော့ဒါကအသင်းအတွက်တကယ့်ကိုနိနာစရာအများကြီးဖြစ်ခဲ့တယ်လက်ရှိကျွန်တော်တို့အသင်းမှာတိုက်စစ်မှာဆိုရင်ဘယ်သူမှမရှိဘူးအထူးသဖြင့်အဲ့ဒီအထောင်မှာဆိုရင် Rashman Hoyland နဲ့ Joshua Zirkzee နှစ်ယောက်လောက်ပဲရှိတယ်ကျွန်တော်အသင်းအနေနဲ့လာမေးတောက်ကြနေမှာကစားမေးမနေ့ပြန်ပေါ့ဗျာမနေ့ပြန်ညာကြည့်ရမယ်တောက်ကြနေနဲ့အဲ့ဒီကျွန်တော်လိုင်ယန်အသင်းနဲ့ယူပါလဲကွာတာဖိုင်နေကိုကြီး Old Trafford မှာအရေးကြီးတယ်အဲ့ဒီပွဲကဆိုတော့ဂျိုဂျွာဇီဇကီအနေနဲ့ကတော့လုံးဝမရှိတော့ဘူးပါဝင်ဖို့တကယ်လို့ဒီကစားသမားဖြစ်သူအနေနဲ့ဂျာတိမကွန်ခွေပါဝင်လာမယ်ဆိုရင်တော့တပွဲနှစ်ပွဲလောက်ပဲပါဝင်ခွင့်ရမှာတကောင်ကျော်တန်ရဆိုတာကပြီးလို့ချင်းသူအနေနဲ့ဘသူနဲ့မှထိခိုက်မှုမရှိဘဲနဲ့ကိုယ့်အကိုတည်းပြဿနာကြုံတော့ခဲ့ရတဲ့အနေထားရဆိုရင်တကယ့်ကိုဆိုးအောင်မှုရှိတယ်။ရာသီကုန်ခါနီးတော့ပါဝင်လာဖို့ရှိမလားကျွန်တော်တော့မမေးတော့ဘူး။ဘာဖြစ်လို့ဆိုတော့နောက်ပွဲစဉ်တွေထက်ကိုမနေ့ပြန်မှာကစားမယ့်ပွဲစဉ်ကကျွန်တော်တို့အသင်းတွေကိုအရေးကြီးတယ်။ဘာဖြစ်လို့ဆိုတော့လက်ရှိမယ်စာဝင်တဲ့အသင်းတွေနဲ့ကျွန်တော်ဗီဒီယိုတိုင်းမှာပြောသလိုပါပဲ။ကိုအသင်းဒီပရီးမီးယားလိဂ်မှာဆိုရင်ချန်ပီယံလိဂ်ဝင်ဖို့မပြောနဲ့ယူပါလိဂ်ဝင်ဖို့ဆိုတော့မလီတော့ဘူး။အဆင့်14-15မှာရှိနေတယ်။ဆိုတော့ကျွန်တော်အသင်းမှာလည်းအခုဒီအထောင်မှာဆိုရင်အားကိုရတဲ့ကစားသမားဆိုလို့ဇက်ဂီဇီပဲရှိတယ်ဆိုတော့ဇက်ဂီဇီအနေနဲ့ကလည်းတလားနှစ်လားရက်တဲ့ဘက်အများကြီးနားရဖို့ရှိနေတဲ့အနေအထားတစ်ခုမှာဟွိုင်လန်တယောက်လောက်ပဲအဲ့ဒီအထောင်မှာဥဆော်ဖို့ရှိနေတယ်တခုတော့ရှိတာပေါ့ဗျာကျွန်တော်တို့ဒီ social letter တုန်းက10 letter တုန်းကကစားခွက်တွေနည်းနည်းပြောင်းလဲပြီးတော့ကျွန်တော်တို့ဒီ Bruno Fernandes ကိုအထောင်တို့ဘာတို့မှာပို့တဲ့ပွဲစဉ်တွေနည်းနည်းရှိခဲ့တယ်အဲ့လိုမျိုးသွားမလားဒါပေမဲ့လို့ကျွန်တော်ကွင်းလင်မှာဖယ်တီမှုကောင်းတဲ့ကစားသမားတယောက်ကိုအထောင်မှာကစားနိုင်ဖို့ဆိုတာကတော့လုံးဝအခြေအနေမကောင်းဘူးအောက်ကိုစရာရှိတယ်ဆိုလို့ကျွန်တော် Rashman Hoyland တယောက်ကလည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာတကယ့်ကိုသူ့အနေနဲ့ကိုရီးယားအသင်းနဲ့အထောင်မှာဆိုရင်အောက်ကိုလို့မရတဲ့အပိုင်းတွေအများကြီးကျွန်တော်တွေ့လဲရတယ်ဆိုတော့ဒါက breaking news အနေနဲ့တက်လာတာပေါ့ဗျာဇူဇူအာဇီဇကီအနေနဲ့တကောင်ကျော်တန်ရန်အကြောင်းရသတပဲအများကြီးနားရဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်သတင်းတွေထွက်ပေါ်လာတယ်အသင်းကနေတော့ official မကြေညာလိုက်သေးဘူးofficial ကြေညာဖို့မလိုတော့ပါဘူးစာသမားတို့ရဲ့ဒီကစားသမားရဲ့ဒဏ်ရာကတကယ်ကိုဆိုးအောင်မှုရှိတဲ့ရှင်တွေတခုမှကျွန်တော်တွေ့နေရတယ်ဆိုတော့သွားပြီစီကစီအနေနဲ့ကတော့လုံးဝကျွန်တော်ရေးကြီးတဲ့ပွဲစီမှာတော့ဒီကစားသမားပါဝင်လာမှာမဟုတ်ဘူးနောက်တစ်ခုကျွန်တော်တို့တင်းသားတွေအကုန်လုံးတကယ်လို့ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင်အသင်းအနေနဲ့လာစာချိုးယူရမယ်ဆိုပြီးတော့ကျွန်တော်တို့သိရှိထားတယ်စာချိုးအရာကစားသမားအများစုအကုန်လုံးပေါ့ဗျာ25ရာခိုင်နှုန်းခဲ့ဒီလာစာချိုးယူရမှာဖြစ်ပြီးတော့ချွန်းချက်အနေနဲ့အဲ့ဒီလာစာချိုးယူတဲ့အချက်လက်မှာဆိုရင်တူချင်းညီနိုင်ဆွေးနွေးလို့ရတယ်ဆိုပြီးတော့လည်းပါဝင်နေတယ်ဆိုတော့အိုနာနာဆိုရင်အဲ့ဒီလာစာချိုးယူအတွက်သူ့အနေနဲ့အွန်နေတယ်ဘာဖြစ်ဆိုတော့ပြီးခဲ့တဲ့တစ်နှစ်မှာဆိုရင်သူကချန်ပီယံလိဂ်ဝင်ခွင့်ရတယ်ဒါပေမဲ့လို့အခုဒီယာဒီမှာဆိုရင်ချန်ပီယံလိဂ်ဝင်ဖို့ကျွန်တော်တို့မသေးချာတော့ဘူးဆိုတော့အသင်းကလည်းဒီလိုအချက်တွေတည်ထားတဲ့အတွက်မင်းတို့ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လုပ်ကြတကယ်လို့ချန်ပီယံလိဂ်ဝင်ခွင့်ရရင်လာစာပြေးပေးမယ်ဆိုကြပါတော့တပတ်ကိုပေါက်3သိန်းရတယ်ဆိုရင်ကျွန်တော်တို့ချောယူရမှာ25ရာခိုင်နှုန်းဆိုတော့အိုနာနာအနေနဲ့အေဂျင့်အပြောင်းလဲလှုပ်ထားတဲ့အတွက်ဒီလိုမျိုးလာစာချောယူတဲ့အနေထားကိုသူကအွန်နေတယ်လေစဉ်းစားလို့ကိုမရဘူးကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကစားသမားအနေနဲ့ဘာမှကိုမလုပ်ပြနိုင်တာပြီးကြတဲ့နှစ်ကကျွန်တော်ချန်ပီယံလိဂ်ဝင်ခွင့်ရတယ်ဟုတ်ပြီဒီနေ့မှာချန်ပီယံလိဂ်ဝင်ဖို့မပြောနဲ့မင်းယူပါလိဂ်ဝင်ခွင့်ရဖို့ဆိုတော့မလေတော့ဘူးဆိုတော့ဒီအနေထားတစ်ခုမှဆိုရင်သူ့အနေနဲ့လာစာမဖြစ်မနေရှော့ယူရဖို့ကိန်ပေါက်နေပြီဒါကိုသူကအွန်နေတယ်ကစားသမားဘာမှကိုလုံးလုံးနေတဲ့မရှိတဲ့အနေထားတစ်ခုမှတော့လာစာမချိုးရင်တဲ့သဘောရှိနေတာဒါကြောင့်သူ့အနေနဲ့အကြီးကလေးအပြောင်းလဲလုပ်ထားတဲ့အတွက်
ဒီလိုမျိုးလာစားချောရီကိစ္စကိုညှိနှိုင်းဖို့တဲ့သူကစင်တာရှိနေတာကိုရီအသင်းဘက်ကတော့ဒါကအမှန်တရားလုပ်ထားတာပဲဘာလို့ဆိုတော့ကစားသမားတွေကချန်ပီယံလည်းမဝင်ဘူးသူတို့ကိုလာစားလေးအပြည့်ပြရမယ့်အနေထားဆိုရင်ဘလို့မှအဆင်ပြေမနေဘူးကျွန်တော်တို့အသင်းအနေနဲ့ဆိုတော့အခုကတကယ်လို့ချန်ပီယံလည်းဝင်ခွင့်မရခဲ့ဘူးဆိုရင်ကစားသမားအကုန်လုံးက25ရာခိုင်နှုန်းခဲ့ဒီလာစားရှော့ဟိုဘောကိန်းပေါက်နေတယ်ဒါပေမဲ့တခုတော့ရှိတယ်ပေါ့ဗျာယူပါလိမ့်မှာအချင်းတွေကောင်းပြီးတော့ယူပါလိမ့်ဖလားရခဲ့ရင်တော့မင်းတို့ကန်ကောင်းတယ်လို့ပြောရမှာအခုကျွန်တော်မနေ့ကမှကစားမဲပွဲစီမှာဆိုရင်ကိုအသင်းအနေနဲ့ Old Trafford မှာဖြစ်တယ်ပြီးလို့ရှိရင်ကစားသမားတွေကလည်းစုံစုံလင်လင်ရှိမနေဘူးဒါပေမဲ့လို့ကိုအသင်းကကန်ကောင်းထောင်းမဆန်နဲ့နိုင်ခဲ့လို့ရှိရင်ကျွန်တော်စီမီပိုင်တွေကိုတက်မှာစီမီပိုင်တွေမှာကျွန်တော်ဘေးအသင်းနဲ့တွေ့မလဲဒီလိုမျိုးကျွန်တော်ရှိနေတယ်ဆိုတော့ကျွန်တော်နားမလည်နိုင်တာကအိုနာနာအနေနဲ့ဘာမှလုံးမပြနိုင်တဲ့အနေအထားတစ်ခုမှတော့လာစားချိုးရွေးကိစ္စကိုအအောနေမင်းအအောနဲ့မင်းတို့ကိုယ်တိုင်စာချုပ်ပေါ်မှာလက်မဲ့ထိုးပြီးတော့ဒီအချက်တွေကိုမင်းတို့သဘောတူခဲ့ပြီးတော့ဒီလိုမျိုးဖြစ်လာတာကစားသမားတွေသဘောမတူရင်ဒီလာစားချိုးရွေးကိစ္စကကျွန်တော်ဖြစ်လာစရာအကြောင်းမရှိဘူးဒါကိုအသင်ကဒီအချက်ကလုံးဝမှန်ကန်တဲ့လုံရဆိုပြီးတော့ကျွန်တော်ကတော့ထောက်ခဲ့တယ်စဉ်းစားကြည့်လဲကျွန်တော်အသင်မှာအနည်းဆုံးကစားသမားတစ်ယောက်အနေနဲ့ပေါင်2သိန်းခွဲ3သိန်းရနေတဲ့ကစားသမားအများကြီးရှိတယ်အဲ့ဒီကစားသမားတွေကိုဒီတက်မကကျွန်တော်လာစားချော့ပြီးတော့ပေးရမှာမဟုတ်ရင်အသင်းမှာမနေနဲ့ဘာလို့မှလေလာစားတွေကဘလဘောများနေပြီးတော့အသင်းရဲ့ပတ်စံတွေကဖောင်းပေါ်နေတယ်ဘာမှကိုမလုပ်ပြနိုင်တဲ့ကစားသမားတွေရိုက်သက်လို့မကုန်ဘူးဆိုတော့ကျွန်တော်ဒီနေ့မှထွက်ပေါ်လာတဲ့သတင်းတွေပေါ်ကတော့ပေါ့ဗျာကျွန်တော်ဒီစကစီအနေနဲ့ရက်တက်တက်အများကြီးနာရဖို့ရှိနေဆိုပြီးတော့သိရတယ်သူရဲ့တကောင်ကျော်တဲ့အခြေအနေကြောင့်ပေါ့ဗျာပြီးလို့ရှိရင်အိုနာနာအနေနဲ့လာစားချိုးရဲ့နေတာတခုမှသူ့ဘက်ကညီနိုင်ဖို့စင်တာရှိနေဆိုပြီးတော့ကျွန်တော်ထွက်ပေါ်လာတဲ့သတင်းတွေပေါ့ဗျာညီကိုတွေနဲ့ဘလူးတီမကျရှိလေအထူးသဖြင့်ကျွန်တော်စေကီစီကဂျာတင်ကိုခါနီမှာပါဝင်လာဖို့ရှိမလားပြီးလို့ရှိရင်အိုနာနာအနေနဲ့လာစားချိုးရဲ့ကိစ္စညီနိုင်အဆင်ပြေဖို့ရှိရင်မလားဆိုတော့ညီကိုတို့ရဲ့မင်းလေးတွေဆွေးနွေးပေးကြပါဦးမနေ့ဖြစ်မှာဆိုရင်ကျွန်တော်တနင်္လာရီခွေးပေါ့ဗျာညာပိုင်းကျွန်တော်ကြည့်ရမယ်တောက်ကြနေနဲ့ဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ညီကိုတို့ဘလို့ထင်မကျရှိလဲပြီးလို့ရှိရင်ဒီနေ့တည်င်းနှစ်ပေါ်ရဲ့အခြေအနေဘလို့ရှိလဲဆိုတာညီကိုတို့ရဲ့တူတယောက်မြင်လေးတွေဆွေးနွေးပေးကြပါဦးဗီဒီယိုစားမှပြောခဲ့သလိုပါပဲအဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုလုပ်ထားတာရှိပါတယ်ပွဲချုပ်သူတဲ့ချက်အနေနဲ့ညီကိုတို့မကြည့်ရသေးဘူးဆိုကျွန်တော်ရဲ့ main YouTube ကျူးချင်နေမှာဝင်ရောက်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်ဆိုတော့ကြည့်ကြည့်ပါပေးတဲ့ညီကိုတူတယောက်စီတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်မနေ့ပြန်ပွဲပြီးလို့ရှိရင်ကျွန်တော်ပွဲပြီးသုံးတဲ့ချက်ဗီဒီယိုလေးထပ်မံပြီးတော့တင်ဆက်ဖို့ရှိတဲ့အတွက်ဗီဒီယိုတိုင်းကိုညီကိုတို့စောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် United Fan တူတယောက်စီတိုင်း2025နှစ်တည်းမှာစားအရာဆင်ပြေနိုင်ပါစေလို့ကျွန်တော်ဆုတောင်းရင်းနဲ့ဗီဒီယိုလေးကိုဆုသဲလိုက်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ okay ပါ